စိတ်ဓာတ်ချမ်းခိုင်မှုအပြည့်နဲ့သွင်းကုန်အပြင်မောင်တယ်မတ်စုကိုပါရယူလိုက်တဲ့စင်ကြီးရိုနယ်ဒိုဗရိတ်များလုံးမဲမင်္ဂလာများဟိုင်းလိုင်းမြန်မာစပေါ့ရဲ့ Facebook Page နဲ့ YouTube Channel ကနေပြန်လည်ကြိုလိုက်ပါတယ်။ရိုနယ်ဒိုရဲ့စိတ်ဓာတ်ချမ်းခိုင်မှုကတော့တော်လေးချီးကျူးစရာကောင်းပါတယ်။သူရဲ့ကစားမဘွားမှာဒါမျိုးတွေကိုရိုနယ်ဒိုကအချိန်ချင်းခါပြုလုပ်ပြခဲ့ပြီးဖြစ်ပါတယ်။ခြေစောမပြနိုင်ဘူးအပိုင်ကြီးဂိုးကန်သွင်းခွင့်ရရှိပေမဲ့ဂိုးပေါက်နဲ့ဘာမှမဆိုင်လောက်အောင်အားအသင်းဝယ်ရကောင်းလောက်အောင်လွဲချော်သွားတယ်။ကိုယ့်ရဲ့အသင်းပေါ်စီကိုထိုးပေးလိုက်တဲ့ဘောလုံးကလိုရမရောက်တာတော့ရိုးတနက်မဟုတ်ပဲခြားသူဖြစ်နေပါတယ်။ဒီလိုအချက်တွေကြောင့်ရိုနယ်ဒိုဟာပွဲချိန်အတွင်းမှာလောင်ပြောင်ခြင်းခံရတတ်လေရှိပါတယ်။ဒါတွေကကစားမတရားရဲ့စိတ်ပိုင်းဆိုင်ရာကြာဆင်းမှုအခြေအနေကိုလှည့်အားပြသနေပါတယ်။တောင်တန်ကစားမမျိုးသားဆိုရင်ဒီလိုအခြေအနေဇိုးမျိုးကနေပြန်မလာနိုင်တော့ပါဘူး။ဥပမာပြောရမယ်ဆိုရင်မန်ယူအသင်းရဲ့ဖျားဆူးတိုက်စစ်မိုဘိုင်းလမ်းကိုဥပမာပေးချင်ပါတယ်။ဒါဆိုရင်ပြည်သက်များအနေနဲ့ကွက်ကွက်ကွင်းကွင်းမြင်နိုင်ကြလိမ့်မယ်လို့ထင်ပါတယ်။ဒါပေမဲ့ရိုနယ်ဒိုကတော့ဒီလိုအခြေအနေမျိုးကြုံတွေ့ရပေမဲ့ပွဲမပြီးခင်မှာပဲအလန်းစားဆွမ်းစွာတွေကိုအားအသင်းဝယ်သွင်းကုန်တွေနဲ့ပြန်လာတက်လိမ့်ရှိပါတယ်။ညကစားခဲ့တဲ့အခါလီနဲ့ပွဲစဉ်မှာရိုနယ်ဒိုကပထမဆုံးရရှိခဲ့တဲ့ပနာတီကိုဝင်အောင်မသွင်းနိုင်ခဲ့ပါဘူး။ဒါအပြင်ဂိုးပေါက်ကန်သွင်းမှု6ချိန်ပြုလုပ်ရမှာ2ချိန်ကဂိုးတန်ကိုထိမှန်ခဲ့ပါတယ်။ရိုနယ်ဒိုအတွက်နောက်ထပ်ပြဿနာများတစ်ညနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရပေမဲ့ပွဲသိမ်းခဲ့ရမမချင်းစိတ်ထဲမကြပင်စူးစမ်းသွားခဲ့တာကြောင့်ပွဲချိန်68မိနစ်မှာရရှိခဲ့တဲ့ပနာတီကနေဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ဒါအပြင်ပွဲစဉ်လိုက်အကောင်းဆုံးကစားမစုကိုလည်းရိုနယ်ဒိုကပဲစုခုရရှိသွားခဲ့ပါတယ်။ပွဲပြီးမှာရိုနယ်ဒိုကဂိုးပေါက်ထဲဘောလုံးမဝင်ခြင်းနဲ့ညတွေတကတညလိုဖြစ်နေခဲ့ပေမဲ့နောက်ဆုံးတော့ဝင်သွားခဲ့တယ်လို့ရီမောမောနဲ့ပြောသွားခဲ့ပါတယ်။